ဒီနေ့ပွဲမှာပြင်းစရာကြီးဖြစ်ခဲ့တဲ့ Man City ပရိသတ်တွေကဒီနေ့ပွဲမှာတော့တကယ်ကို entertain ဖြစ်ခဲ့လို့ပြောလို့ရတယ်ရတာစုံတယ်စူရယ်ဆဲတယ်နော် အော်ရဟစ်တယ်နောက်ဆုံးမှာအောင်ပွဲခံခဲ့ရတယ်ပေါ့နော်အဲ့တော့မိလို့ရေဆိုစီက Man City မင်္ဂလာပါခင်ဗျာဆိုတော့ကိုလူတို့ရဲ့ With Passion Man City page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် Facebook YouTube Telegram နဲ့ TikTok မှာလည်း With Passion ကိုလူနဲ့အတူတူရှိနေပါမယ် Okay ဆိုတော့ကျွန်တော်တို့ဒီနေ့ညကန်သွားတဲ့Manchester City အသင်းနဲ့ Crystal Palace အသင်းတို့ရဲ့ပွဲကြောင်းလေးကိုကျွန်တော်နည်းနည်းလေးပွားအောင်ပါ Man City ကတော့ဒီနေ့မှာဒါ Man City ပရိသတ်တွေကိုနည်းနည်းလေးကစားသွားလို့ပဲပြောအောင်ပါနော်အဲ့တော့စစလာချင်းမှာတာထွက်မကောင်းခဲ့ပေမဲ့ Man City ကတရှိန်တို့တဟုန်တို့အရှိန်နဲ့ဒါနိုင်ပွဲရအောင်လို့လုံးဝပုံယိုးနေတဲ့စိန်ကြီးတစ်ကောင်လိုမျိုးပဲ heavy လုံးဝ Crystal Palace ကိုဖိအားပေးကစားသွားပြီးတော့သူတို့အမှန်တကယ်လိုအပ်နေတဲ့သုံးမှတ်ကိုရအောင်ယူသွားခဲ့တယ်အဲ့တော့ဒီနေ့ပွဲကဘယ်လိုဖြစ်သွားခဲ့လဲဆိုတဲ့ဟာကိုကျွန်တော်တို့နည်းနည်းလေးပြောကြည့်ကြအောင်ပါအဲ့တော့ဒီနေ့မှာကျွန်တော်တို့ထူးခြားချက်တစ်ခုအနေနဲ့က Premier League ကကျွန်တော်တို့ဒါပထမဦးဆုံးအကြိမ်အဖြစ်ဒီနေ့မှာကျွန်တော်တို့ semi automated offside technology ဆိုတဲ့ကျွန်တော်တို့ဒီစက်ကဆုံးဖြတ်တဲ့ဒီကွန်ပျူတာကဆုံးဖြတ်တဲ့ကျွန်တော်တို့ဒီ offside technology စနစ်ပေါ့နော်ဆိုတော့အဲ့ဒါကိုဒီနေ့ပွဲမှာ Manchester City နဲ့ Crystal Palace ပွဲကနေစတင်ပြီးတော့ Premier League အသုံးပြုခဲ့တာဖြစ်တယ်။အဲ့တော့ဒီနည်းပညာကဒီနေ့ပွဲမှာနေဒါအချိန်စမ်းသပ်ခံခဲ့ရပြီးတော့ဂုဏ်မှုမှတ်နဲ့အောင်မြင်ခဲ့လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1အချက်ဒီနေ့ပွဲမှာ Man City ကိုလုံးဝပွဲသိမ်းသွားစေနိုင်တော့တဲ့ Azzi ရဲ့သွင်းဂိုးကိုလည်းတနည်းအားဖြင့်ပြောရရင် Crystal Palace ရဲ့3ဂိုးမြောက် Man City ပေါ်သွင်းမဲ့ဥဆောင်မှုကိုသူကအဲ့ဒီကွန်ပျူတာစနစ်နဲ့ကျွန်တော်တို့ပယ်ဖြတ်လိုက်ဒါကလည်းတကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်လည်း Man City ကကံကောင်းသွားတယ်လို့ပြောလို့ရတယ်အဲ့ဒီလိုမျိုးပဲ Man City ရဲ့အရေးကြီးတဲ့သွင်းဂိုးတစ်ခုဖြစ်လာမဲ့ဒါ McAtee ရဲ့သွင်းဂိုးကိုလည်း Edison လှမ်းတင်ပေးလိုက်တဲ့အလုံးမှာသူ့အနေနဲ့လူကျွံခဲ့ခြင်းမရှိကြောင်းကိုဒီဆက်ကဆုံးဖြတ်ပေးလိုက်အဲ့တော့ဒီနေ့ပွဲမှာစပြီးတော့အသုံးပြုတဲ့ဒီနီးစနစ်အသက်ကဒီနေ့ပွဲမှာပဲစတင်ပြီးတော့တကယ်ကိုသူ့အနေနဲ့ action တွေရှိခဲ့တယ်တကယ်လဲဆုံးဖြတ်ချက်တွေမှန်ကန်ခဲ့လို့ပြောလို့ရတယ်ဒါကတော့ဒီနေ့ပွဲအတွက်ထူးခြားချက်တစ်ခုပေါ့လေအဲ့တော့ဒီနေ့ပွဲမှာ Man City ကအရာအားလုံးလုံးဝချောမွေ့ပြီးတော့မှ6ပြည့်ကင်းသဲလဲစင်ဖြစ်ခဲ့တာတော့မဟုတ်ဘူးဗျအဲ့တော့ပွဲစားတဲ့အချိန်မှာကျွန်တော်တို့နှစ်ပိုင်းခွဲပြီးပြောလို့ရတယ်ပထမပိုင်းကဒီ Bryan ရဲ့ free kick မဂိုးခင်နဲ့ဒီ Bryan ရဲ့ free kick ဂိုးပြီးတဲ့အချိန်ဆိုပြီးတော့ကျွန်တော်တို့နှစ်သင်းကန်ခဲ့သလားတော့အောင်းမေးရတယ်ဗောနော်အဲ့တော့ပထမကျွန်တော်တို့စပြီးတော့ကစားတဲ့အချိန်မှာ Crystal Palace က Man City ဘက်ကိုအရန်လွယ်လုံးတယ်မိနစ်10မိနစ်ပဲအချိန်ယူခဲ့ရတယ်သူတို့ဥဆောင်ကိုစတင်ရရှိခဲ့တယ် Azzi ကသွင်းယူခဲ့တယ် Azzi ကတော့ဒါအမြဲတမ်းဒါ Crystal Palace ရဲ့site မှာအမြဲတမ်းဂိုးပေါက်ချင်းချောက်နိုင်တဲ့ကစားသမားတစ်ယောက်အဲ့တော့10မိနစ်မှာသူကစသွင်းတယ်22မိနစ်မှာလည်းကျွန်တော်တို့နောက်ထပ်သွင်းဖို့တခုထပ်ပြီးတော့ပေးလိုက်ရတယ်ပေါ့နော်ဆိုတော့Richard လုံးပေးလိုက်ရတယ်ဒီအချိန်မှာ Crystal Palace ကလုံးဝ2-0ဖြစ်သွားတဲ့အချိန်မှာဒါ Man City ပရိသတ်တွေအနေနဲ့ကတော့လုံးဝကိုငါတို့ပြတုတ်ပြီးဆိုပြီးတော့မှဒါအောင်းမေးခဲ့တာပေါ့နော်တကယ်လဲပြတုတ်နေတာပါအဲ့တော့အဲ့ဒီအချိန်အထိကတော်တော်ဆိုးတယ်ဗျ Man City ကဒီနေ့ပွဲမှာပွဲထုတ်လာတဲ့ဒီလူစင်းနဲ့ပတ်သက်ပြီးတော့ Guardiola တော်တော်လေးကိုဝေဖန်ခံခဲ့ရတယ်ဒါကလည်းအခုမှတော့မဟုတ်ဘူးရှေ့ကပွဲတွေကလေးကဒါလုံးဝGuardiola ရဲ့ line-up တွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ ever depression ဝင်နေကြပေါ့နော်အဲ့ဒီနေ့ကလည်း no exception ပါအဲ့တော့စပြီးတော့ပွဲထွက်လာခဲ့ကတောင်မန်ကစားသမားတစ်ယောက်မှပါမလာဘူးဂွန်နိုဂန် McAtee De Bruyne Gonzalez Kovacic ဒီကစားသမား9ယောက်စလုံးကကွင်းတဲ့ကစားသမားတွေပဲအထူးသဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့တောင်မန်အနေနဲ့လုံးဝအားပြုတ်ပြီးတော့ကစားထားမရှိတဲ့ကစားသမား9ဦးအဲ့ဒီ9ဦးနဲ့ပွဲထွက်လာတယ်တကယ်မှာလည်းကျွန်တော်တို့ပွဲမစခင်ကလေးဟာတောင်မန်ကစားသမားမပါဘူးအတိုးလုံးပြီးတော့တိုင်ပတ်ပြီးလို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့တကယ်မှာလည်းလုံးဝတောင်မန်မှာထွက်ပြီးတော့ကစားသွားတယ်ဆိုတဲ့ဟာမျိုးကဒီနေ့ပွဲမှာမရှိသလောက်ရှားတယ်ဘာဖြစ်လို့လဲဆိုတာကျွန်တော်ပြောပြအဲ့တော့ဒီနေ့ပွဲမှာ O'Reilly နဲ့ Lewis နှစ်ယောက်ကကျွန်တော်တို့ဒီ Man City ရဲ့ Academy ကစားသမားနှစ်ယောက်ကကျွန်တော်တို့ဘိုးခန်းစီရဲ့ဘေးနားမှာ fullback တွေအနေနဲ့သူတို့နှစ်ယောက်ကကစားခဲ့တယ်သူတို့နှစ်ယောက်စလုံးကကွင်းလေအထိလိုက်ပြီးတော့ကစားခဲ့တယ်အဲ့တော့ဒီနေ့မှာကျွန်တော်အမြင်ရသုံးသက်ချင်တာကဒီနှစ်ယောက်ကဒီနေ့ပွဲမှာ wingback အနေနဲ့ကစားတာဖြစ်တယ် fullback အနေနဲ့ထပ်စားရင်ကျွန်တော်တို့ဒီတိုက်စစ်အထိကိုလိုက်ပါပြီးတော့ကစားသွားတာမျိုးတွေ့ရတယ်အဲ့တော့ဖြစ်စီခြင်းတဲ့သဘောတရားက Guardiola ကဒီနှစ်ယောက်ကတောင်မန်ကစားသမားအနေနဲ့တိုက်စစ်ဆင်တဲ့အချိန်မှာကွင်းလေဘက်ကနေပြီးတော့ तू က
ဒီကစားသမား9ဦးကရန်ထားတဲ့အနေအထားမျိုးကျွန်တော်တွေ့ရတယ်ထူးသဖြင့် Gonzalez တစ်ယောက်ပဲနောက်မှကျန်ခဲ့တဲ့အချိန်မှာ De Bruyne Kovacic McAtee ဂွန်လိုကန်ဒီ4ယောက်စလုံးကဒီကွင်းလင်ကနေပြီးတော့တိုက်စစ်အဓိကအားပြုပြီးကစားတာမျိုးတွေ့ရတယ်ကွင်းလင်မှာမှွေနှောက်ပြီးကစားသွားတဲ့အခြေအနေမျိုးတွေ့ရတယ်မောင်မုရှ်ကာဒီနေ့ပွဲမှာကျွန်တော်တို့တိုက်စစ်အထောင်ဆက်ဆိုင် Force Sign ဆန်အနောက်ကိုဘောလုံးလိုက်ယူတယ်အဲ့ဒီအချိန်မှာမောင်မုရှ်ကာအနောက်ကိုဝင်သွားတဲ့အချိန်မှာဂိုလိုကန်တို့ဒီဘရိုင်းတို့လိုကစားသမားတွေကတိုက်စစ်ထိလိုက်ပါပြီးကစားတယ်ဒီပုံစံနဲ့ကစားသွားတာမျိုးတွေ့ရတယ်တိုက်စစ်ဟာလန်ပါတော့လိုမျိုးတိုက်စစ်နံပါတ်9တိုက်စစ်အထောင်ထက်ဆိုင်နေတဲ့ပွဲမှာမောင်မုရှ်ကာ Force Sign ပုံစံမျိုးကစားသွားတယ်အလုပ်ဖြစ်သလားဆိုတော့တိတ်တော့အလုပ်မဖြစ်ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ score line ကြီးတော့လေကိုလူအလုပ်ဖြစ်လားမဖြစ်လားမသိဘူးဂိုးတွေကပြတ်နေတော့ okay ဟုတ်ပြီနှစ်ပိုင်းရှိတယ်ပထမပိုင်းကဘာလဲဆိုတော့ကျွန်တော်ဒီကစားကွက်ကအရှိရမန်စီးတီးနဲ့အရင်ကြီးအသားကျနေတဲ့ကစားကွက်မဟုတ်ဘူးအဲ့တော့ကြောင့်ကစားသမားတွေကပွဲဆက်တာချင်းမှာနည်းနည်းတိုင်ပတ်တယ်ကြောင်ပြောက်တယ်လူပေးတာတွေလွဲတယ်တိုင်ပတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ပွဲကစားတာကြာလာတဲ့အချိန်မှာနည်းနည်းလေးပိုပြီးပတ်စင်နေမှန်လာမျိုးတွေ့ရပိုပြီးအသားကျလာဒီမှာပြောစရာရှိတာကဒီပုံစံကစားဖို့ကိုသူတို့တစ်ပတ်လုံးတည်ပြီးတော့ training မှာလေ့ကျင့်ခွင့်မှာကစားခဲ့ဆိုတာမှန်တယ်ဒါပေမဲ့တကယ်မှာတကယ်ပုံမှန်ကျွန်တော်တို့ training က atmosphere နဲ့တကယ်ကွင်းထဲမှာရောက်လာတဲ့ PR atmosphere မတူဘူးအဲ့တော့ကြောင့်မလို့ကွင်းထဲမှာနည်းနည်းလေးကြောင်ပြောက်လို့ဆိုလက်ခံလို့ရတယ်ဒီနေ့ပွဲမှာအလုပ်ဖြစ်သလားဆိုတော့ overall ပြောမယ် yes အလုပ်ဖြစ်တယ်ဒါပေမဲ့ဆက်သက်လာခြင်းမှာတော့ကျွန်တော်တို့နည်းနည်းလေးဘယ်လိုပြောမလဲနည်းနည်းလေးတော့ရင်ခုန်သွားတယ်ပေါ့နော်ရင်ခုန်သွားတော့နည်းလို့လိုက်အဲ့တော့ line up မှာကမစိုးလို့ပြောလို့ရတယ်ဒါ line up အနေထားပေါ့နော်အဲ့တော့ Man City ကပထမပိုင်းမှာကလေးကDe Bruyne ရဲ့36မိနစ်33မိနစ်မှာ free kick ကနေရလာတဲ့ဂိုးကနေပြီးတော့ခြေပါကိုဘွေစော်ဦးခြေပါကိုတစ်လုံးကိုစတင်ရရှိခဲ့ဒီနောက်ပိုင်းမှာ Man City ကတောက်လျှောက်ကို Man City အသင်းဖြစ်သွားလို့ပဲတောက်လျှောက်ကိုဖိအားပေးပြီးတော့ကစားတယ်ကျွန်တော်ခြေပါကိုနောက်ထပ်တကူရဖို့အတွက်ကိုနောက်ထပ်3မိနစ်ပဲအချိန်ပြလိုက်ရတယ်မာမုရှ်ကသွင်းယူသွားတယ်အဲ့တော့36မိနစ်မှာကလေးကနှစ်ဂိုးလုံးခြေပြီးတဲ့ Man City ကကျွန်တော်တို့ပထမပိုင်းပြီးသွားတဲ့အချိန်မှာတပ်ပြင်းလေးတွေချပြီးတော့မှဒါထန်တဲ့ဝင်သွားတယ်ပေါ့နော်အဲ့တော့နှစ်ဂိုးလုံးနဲ့ကျွန်တော်ပြီးသွားတယ်ဒုတိယပိုင်းတော့ဒါ Man City ရဲ့တိုက်စစ် wave ကလာပြီးဆိုတာကတကယ်ကိုအိတ်တုံးကလေးကကျွန်တော်တို့ကြိုတင်ခံမှန်းပြီးသားကြိုတင်ခံမှန်းထားပြီးတဲ့အတိုင်းပဲတကယ် Man City ကစပြီးတော့ကျန်းတော့တာပဲအဲ့တော့ပွဲစပြီးတော့ကျွန်တော်2မိနစ်ပဲကြာတယ်ကိုဗချစ်ရဲ့ဂိုးနဲ့အတူတူကျွန်တော်တို့ဥဆောင်ကိုစတင်ပြီးတော့ရရှိခဲ့တယ်ဒီဥဆောင်ကိုလည်း De Bruyne ကပဲဖန်တီးပေးခဲ့တာဖြစ်တယ် De Bruyne ကဒီနေ့ပွဲမှာ Man of the Match ရခဲ့တယ်တကယ်ကိုထိုက်တန်တယ်မယ်လို့ပြောလို့ရတယ်တကယ်ကိုဒီစာချုပ်ကုန်ပြီးတော့မှရာသီကုန်မှနားတော့မဲ့ဒီဘဲကြီးတယောက်ကိုပဲအားကိုးနေတဲ့ Man City အသင်းကတော့တိတ်တော့မဟုတ်သေးဘူးလို့ပြောချင်တယ်ပေါ့နော်အဲ့တော့ဒီဂိုးကိုလည်း Bruyne ပဲဖန်ပေးခဲ့တယ်တိတ်မကြပါဘူးကျွန်တော်တို့ဒီ9မိနစ်ပဲအချိန်ယူလဲရတယ်56မိနစ်မှာမက်ကလီယာဦးဆောင်ကိုသွင်းသွားတယ်ခုနကတော့ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုမျိုးခုနကတော့ semi automated offside system ပေါ့နော်အဲ့ဒီ system အရာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာမက်ကလီကလူမကြုံဘူးလို့ဒါဆုံးဖြတ်တယ်အဲ့ဒီဂိုးကြောင့်ပဲ Man City ကဒါ 4-2 ဖြစ်သွားတယ်အဲ့တော့ဒီအချိန်မှာ Man City ကတာတာရာဖြစ်နေပြီတကယ်မှာဒီကဂိုးပြတ်သွားနိုင်တဲ့အခြေအနေမျိုးကိုကျွန်တော်အများကြီးတွေ့ရတယ်။ O'Reilly ကတော့89မိနစ်မှာပိတ်သွင်းယူပြီးတော့ Man City အတွက်ဥဆောင်ကိုနောက်ထပ်တစ်လုံးထပ်မံပြီးတော့ရယူပေးခဲ့တယ်။ပွဲပြီးတဲ့အချိန်မှာ Man City ကတကယ်ကို 5-2 နဲ့တကယ် remarkable comeback လို့ပြောလို့ရတယ်။2-0ကနေ 5-2 တိကျွန်တော်တို့ဒါပြန်ပြီးတော့သွင်းယူသွားပြီးတော့ Man City ပရိသတ်တွေအတွက်ကိုဒါဒီလိုမျိုးနိုင်ပွဲမျိုးငတ်မွတ်နေတဲ့ Man City ပရိသတ်တွေကိုဒါချွေးသိပ်ပေးသွားနိုင်တယ်လို့ပြောရမှာပေါ့နော်။ဆိုတော့ရှေ့ကပွဲတုန်းကဒါဘီနဲ့ပွဲမှာပြင်းစရာကြီးဖြစ်ခဲ့တဲ့ Man City ပရိသတ်တွေကဒီနေ့ပွဲမှာတော့တကယ်ကို entertain ဖြစ်ခဲ့လို့ပြောလို့ရတယ်။ရတာစုံတယ်စူရဲဆဲတယ်နော် order hit တယ်နောက်ဆုံးမှာအောင်ပွဲခံခဲ့ရတယ်ပေါ့နော်အဲ့တော့မီလိုရေဆိုစီက Man City ကဒီနေ့ပွဲမှာနိုင်သွားတယ်တကယ်ကို match needed win လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ Man City ကဒီနေ့ပွဲမှာဒါမနိုင်ခဲ့ဘူးဆိုရင်အနောက်မှာ Chelsea ကလည်းလိုက်နေပြီ Newcastle ကလည်းလိုက်နေပြီအပေါ်က Nottingham Forest ကလည်းတဖြည်းဖြည်းကွာလာမယ်ဆိုရင်တိတ်လုံးမဖြစ်ဘူးအဲ့တော့ Man City ကဒီနေ့ပွဲမှာ3မှတ်အရာယူနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ယာယီ Chelsea ကိုကြော်ပြီးတော့ကျွန်တော်တို့ဒါလက်ရှိမှာအဆင့်4နေရာကိုရောက်ခဲ့ပြီဖြစ်တယ်အဲ့တော့ကိုလူတော့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောစရာတွေအများကြီးရှိနေမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့တယောက်တစ်ခွန်းလောက်အောက်မှာဝေဖန်လေးကန်သွားကြရအောင်ပါဆိုတော့ကျွန်တော်ဒီနေ့ကတော့လောက်ပဲပေါ့နော်ဆိုတော့နောက်နေ့ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ရမှာဆိုတော့ come on see you